အိုကူတာကီစီကိုတန်ဂျီယိုတယောက်နေစုကိုခေါ်ဆောင်လာခဲ့တုန်းကကြီးမားတဲ့စရန်တရားကြီးတစ်ခုအသက်ဝင်လာခဲ့တယ်လို့ခန်းစားမိခဲ့တယ်လို့ဆိုပါတယ်အခုချိန်ထိဖြစ်ပျက်ခဲ့တဲ့မြအရာအားလုံးကိုအေယာမဆက်ပစ်စည်းတွေနဲ့ကိုစားပြုပေးရမယ်ဆိုရင်တန်ဂျီယိုနဲ့နေစုကိုဒိုတွေဟာရှင်းမဆက်နိုင်တဲ့အိုကူတာကီဒိုရဲ့အခြေအနေတွေကိုလက်ပတ်စေခဲ့တဲ့တင်းငယ်တဲ့ခွေးသွားစိတ်လေးတွေပဲဆိုပြီးအိုကူတာကီကတင်စားလိုက်ပါတယ်ဒါကြောင့်ပဲနေစုနဲ့တန်ဂျီယိုတို့ကိုအရှုံးမပေးလိုက်ဖို့အိုကူတာကီလည်းစိတ်ထဲကနေအားပေးလိုက်ပါတယ်တန်ဂျီယိုကတော့အခါစာနဲ့တိုက်ခိုက်နေခဲ့ရပြီး Stamp Breathing Fit Foul Firewing နဲ့အခါစာရဲ့လက်ကိုခုတ်ပြတ်လိုက်ပါတယ်ဆက်လက်ပြီး Full Foul Fake Rainbow နဲ့ထပ်မံခုတ်လိုက်တဲ့အခါဂီယိုရောအခါစာပါတန်ဂျီယိုရဲ့တိုးတက်လာမှုတွေကိုအံ့ဩနေခဲ့ရပါတယ်ဂီယိုနဲ့ဆဆတွေ့ခဲ့တဲ့အချိန်တုန်းကတန်ဂျီယိုတယောက်ဒူးထောက်ပြီးတောင်းပန်ရှုံတာလုံနိုင်ခဲ့ပေမဲ့အခုလိုအချိန်မှာတော့ Apparent 3ကိုတောင်ထိခိုက်အောင်လုံနိုင်နေပြီမလို့ဂီယိုတယောက်စိတ်ထဲကနေချီကျူးပေးနေခဲ့ပါတယ်ရန်ကုန်ကမသေးဆုံးခင်တန်ဂျီယိုကိုအထင်မသေးဖို့ပြောခဲ့တဲ့စကားတွေကိုနောက်ဆုံးတော့အခါစာလည်းနားလည်သွားခဲ့ပြီလို့ဆိုပါတယ်ဒါကြောင့်ပဲအခါစာတယောက်လေးစားမှုကိုပြသပေးတဲ့အနေနဲ့ Compass နေတဲ့ကိုအသက်သွင်းလိုက်ပါတော့ရဲ့ဂီယိုကလည်းအခါစာကိုစတင်တိုက်ခိုက်လိုက်ပြီး Water Breathing Tough Found Flowing Dance ကိုတော့အခါစာကအသာလေးရှောင်ပြလိုက်ပါတယ်အဲနောက်မှာတော့ချက်ချင်းပဲ Explosive Flurry နဲ့အခါစာကလည်းချက်ချင်းသုံးပြန်လိုက်တဲ့အခါ Water Breathing Tough Found Constant Flash နဲ့ဂီယိုလည်းခုတ်ဖြတ်ပစ်လိုက်ပါတယ်တန်ဂျီယိုကစတန်ပီဒနဲ့တိုက်ခိုက်နေခဲ့လို့ဂီယိုကလည်းစတိုက်တိုက်ခိုက်လို့နေခဲ့ပါတယ်ဒါပေမဲ့အခါစာရဲ့ထိုးချက်အရှိန်တွေနဲ့တန်ဂျီယိုတယောက်နှာခေါင်းသွေးတွေပါရှန်ကျလာခဲ့ရပါတယ်အခါစာကတော့ဂီယိုရဲ့ဓာတ်စွမ်းရည်တွေကိုသဘောကျနေခဲ့ပြီးနာမည်ကဘာလဲဆိုပြီးမိလိုက်ပါတယ်ဂီယိုကတော့မိစ္ဆာတကောင်ကိုနာမည်မပြောပြနိုင်ဘူးလို့ပြန်ပြောနေတော့မှပဲတန်ဂျီယိုကဂီယိုလို့လမ်းအော်ခေါ်လိုက်ပါတယ်ဒါကြောင့်ပဲအခါစာလည်းတန်ဂျီယိုအနားရောက်သွားပြီးဂီယိုလို့ခေါ်တာလားဆိုပြီးမေးလိုက်ခါအိတ်လီယာဂျင်မွန်ခိုးနဲ့တိုက်ခိုက်ပြီးလိုက်ပါတယ်တန်ဂျီယိုတယောက်အခါစာရဲ့တိုက်ခိုက်ချက်တွေကိုကာနိုင်ခဲ့ပေမဲ့အရှိန်ကြောက်ရွေးထွက်သွားခဲ့ရပါတယ်ရန်ကုန်ကတေဆုံးခဲ့တဲ့ညတုန်းကတန်ဂျီယိုလုံးနိုင်တာဆိုတော့မြေကြီးပေါ်မှာစိတ်ပြက်လက်ပြက်လဲလျောင်းနေခဲ့တာပဲရှိတာမို့လို့အခုလိုတိုးတက်လာတဲ့ပေါ်အခါစာတယောက်သဘောတွေကျနေခဲ့တာပါဒါအပြင်လူသားတယောက်အနေနဲ့ဆက်လက်တိုးတက်ဖို့မရှိတော့တဲ့ရန်ကုန်ကိုတေသွားတာကလည်းကောင်းတဲ့အချက်ပဲလို့အခါစာကဆိုပါတယ်ဒီစကားကိုကြားလိုက်ရတဲ့တန်ဂျီယိုကတော့အခါစာကိုပါဇက်ပိတ်ထားဖို့ပြန်ပြောလိုက်ခါဒီထက်ပိုပြီးစော်ကားခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်အခါစာကတော့ငါကအားနေတဲ့သူတွေကိုပဲယွန်တာလို့ပြန်ပြောလိုက်ပြီးတော့တဘာဝနိယမအရာကိုအားနေတဲ့သူတွေကမသိရှိနေတဲ့တာလို့ထပ်ပြောလိုက်ပါတယ်ဒါမဲ့တန်ဂျီယိုကတော့မင်းဒီမှာရှိနေတာကအားနေတာရဲ့တက်တဲ့ပဲလို့ပြန်ပြောလိုက်ခါလူတိုင်းကမွေးရပါအားနေကြတာမလို့အခါစာခလေးဘဝတုန်းကတရားရဲ့စောက်ရှောက်ပေးမှုကိုခံခဲ့ရမှာပဲလို့ဆိုပါတယ်ဒါကြောင့်ပဲအားနေတဲ့လူတွေကိုကာကွယ်ပေးဖို့တန်မာတဲ့လူတွေကတည်ရှိနေကြတာဖြစ်ပြီးဒါကမှတဘာဝနိယမတရားပဲလို့ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲအခါစာရဲ့အတိစိတ်အရာတန်ဂျီယိုကိုလက်မခံနိုင်ဘူးဆိုတာဒီထားမိသွားခဲ့တယ်လို့အနောက်ကနေပခုံးလာပုတ်တဲ့လူတယောက်ရဲ့ပုံရိပ်ကိုပါခံစားမိလိုက်ရပါတယ်လူသားတွေဆိုတာအကူအညီအထောက်ပံ့တွေကလည်းစင်တဖြည်းဖြည်းတန်မာလာချတာမို့လို့မင်းအနေနဲ့မနေ့ကထက်ပိုတန်မာတဲ့လူဖြစ်အောင်လုပ်ရမှာဆိုတဲ့စကားသံကိုလည်းကြားရပါတယ်အခါစာကတော့ဒေါ်ဒါရီထွက်လာပြီးအနောက်ကိုလက်နဲ့ရမ်းပစ်လိုက်တဲ့အခါမှာတော့ဘာပုံရိပ်မှရှိမနေခဲ့ပါဘူးဆက်လက်ပြီးတန်ဂျီယိုဟာတော်တော်အာယုံနောက်စရာပဲလို့ပြောလိုက်ပြီးအခါစာတယောက်ပြန်လည်တိုက်ခိုက်ပါပဲအခါစာရဲ့လှုပ်ရှားမှုတွေကတော့အရင်ကထက်ပုံမှန်မြန်ဆန်လာခဲ့ပြီးတော့တိုက်ခိုက်မှုတွေကိုကာနိုင်ရှင်တော့မှအရှင်တွေကရပ်တန့်သွားခြင်းမရှိပါဘူးတန်ဂျီရဲ့လှုပ်ရှားမှုတွေကိုလည်းကြိုတင်ခံမှန်းနိုင်နေခဲ့တာကြောင့်အခါစာတယောက်ဘာကိုတုံ့ပြန်နေတာလဲဆိုတာကိုတေချာစဉ်းစားဖို့တန်ဂျီလည်းတွေးနေမိခဲ့ပါတယ်